သွားဖြူစေတဲ့အိမ်တွင်းကုထုံးအနေနဲ့အခုနောက်ပိုင်းမှာနည်းနည်းရေပန်းစားလာတာ baking soda ပေါ့နော်တော်တော်များများသုံးလာကြတယ်သွားဖြူခြင်းလို့ဆိုပြီးတော့ဆိုတော့ baking soda ကိုသုံးတာတကယ်ရောကောင်းရဲ့လားရှေ့မှာဘာတွေဖြစ်နိုင်လဲဆိုတာလေးကိုပြောပြပေးခြင်းပါတယ် baking soda ဒီသူ့ရဲ့နာမည်အတိုင်းတိုင်းပဲမုတ်ဖုတ်တဲ့နေရာမှာသုံးတယ်ပေါ့ပွားစေးအနေနဲ့သုံးပြီးရင်အညစ်အကြေးတွေကိုတန့်ရှင်းရေးလုပ်တဲ့နေရာမှာတိုက်ချွတ်ဆေးကြိုးတဲ့နေရာမှာသုံးတယ်ဆိုတော့များသောအားဖြင့် skin care တွေမှာ body scrub အနေနဲ့သူ့ကိုသုံးကြတယ်ပေါ့နော်သူ့ရဲ့အလုံးလုံးတဲ့ပုံစံအညစ်အကြေးတွေကိုသူကပွာလာစေတယ်ပြီးရင်သူ့မှာကြမ်းတဲ့ဓာတ်ရှိတယ်ပွတ်လိုက်တယ်ဟေ့ဆိုလို့ရှိရင်အညစ်အကြေးတွေနဲ့မကပဲအသားရည်ပေါ်မှာရှိနေတဲ့ dead cell လေးတွေပေါ့ cell အဟောင်းတွေပါအကုန်လုံးပါသွားတယ်ဒီနေရာမှာမတူတာကကျမတို့ပါစက်ထဲကသွားလေးတွေရဲ့ကျွေလွှာလေးတွေကအရေးပြားလိုမျိုး cell အသစ်အမြဲတမ်းဖြစ်မနေဘူးငယ်သွားလဲတဲ့အချိန်ကစပြီးတော့ဒီသွားမှာပါလာခဲ့တဲ့ကျွေလွှာဒီတိုင်းတိုင်းပဲရှိနေတာဆိုတော့ကျမတို့တိုက်လို့ကျွေလွှာလေးတွေပါသွားခဲ့သည်ရှိတော့အသစ်ထပ်မဖြစ်နိုင်ဘူးပို့ပြီးတော့ပါလာဖို့ပဲရှိတယ်ပထမပိုင်းတိုက်လိုက်တဲ့အချိန်ကြာလို့ရှိရင်သူကကျန်းတဲ့အမှုအာနိသင်ရှိတဲ့အတွက်ကြောင့်တိုက်လိုက်ရင်ပြောင်နေရာကနေပြီးတော့နည်းနည်း matte ဖြစ်ပြီးတော့ဒီလိုမျိုးလေးဖြစ်သွားတတ်တယ်အဲ့ဒါကိုသွားဖြူတယ်လို့လူတွေကထင်ကြတာပေါ့နော်ဒါပေမဲ့တကယ်တမ်းဒီကောင်ကိုရေရှည်သုံးလာမယ်ဆိုလို့ရှိရင်အပေါ်ကသွားကြွေလွှာလေးကပါလာဒုတိယအလွှာအဝါရောင်လွှာလေးပေါ်လာတဲ့အတွက်ကြောင့်ပို့ပြီးတော့တောင်မှသွားဝါတယ်လို့တောင်ခံစားရနိုင်ပါတယ်ပေါ့ baking soda နဲ့သွားတိုက်တာကမကောင်းဘူးဆိုတာကိုဗီဒီယိုလေးကနေတစ်ဆင့်သိသွားလောက်ပြီလို့တော့ထင်ပါတယ်တကယ်ချင်းတွေကိုသိသွားအောင် mention ခေါ်ပေးဖို့မမေ့နဲ့နော်ဟုတ်ကဲ့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်